ပုံမှန်ဆိုရင်6ပေ4လက်မအရက်ရွှေရဲသူဟာ heavyweight ဒါမှမဟုတ် middleweight မှာပဲကစားရမှာပါဒါပေမဲ့နေပေအနန္တေကတော့အဲ့ဒီ theory တွေကိုအကုန်ဖျက်ဆီးပြလိုက်ပါတယ်အရက်ပိုးတဲ့ပြန်ပတ်တွေကြားထဲမှာတိုင်တလုံးလိုမြင့်မားနေတဲ့ဒီကောင်လေးရဲ့အားသာချက်တွေကဘာလဲသူဟာဘလို့နီးနဲ့ဒီ weight တိုင်းတွေမှာအောင်မြင်အောင်ကစားနေတာလဲအတူတူကြည့်လိုက်အောင်ပါသူဟာအရက်6ပေ4လက်မအထိရှိပေမဲ့ flyweight လို bantamweight လို weight တိုင်းလေးတွေမှာလာကစားနေတာဟာတကယ့်ကိုထူးဆန်းတဲ့မြင်ကွင်းတစ်ခုပါဒါပေမဲ့အမှန်ပြောရရင်ကျွန်တော်အမြင်မှာတော့သူဟာဒီ weight တိုင်းတွေမှာကစားနေတာဟာရေရှည်အတွက်မလိုက်ဖက်ဘူးလို့မြင်ပါတယ်အဲ့လိုဘာကြောင့်မြင်ရတာလဲဆိုတဲ့အချက်5ချက်ကိုဒီနေ့ဆွေးနွေးတော့မှာပါကဲစလိုက်အောင်ပထမတစ်ချက်ကတော့အရန်ပြင်းထန်တဲ့ weight ချခြင်းပြဿနာပါလူတယောက်ကအရက်6ပေ4လက်မှရှိနေပြီးတော့60-65ကီလိုဝန်းကျင်မှာဝိတ်ထိန်ဖို့ဆိုတာတကယ်တော့တဘာဝနဲ့ဆန့်ကျင်နေတယ်လို့ပါပဲဒီလောက်အရက်ရှိတဲ့သူတယောက်ကသူ့ရဲ့အယိုးတိဆောက်ပုံအရောက်တင်တော်တော်လေးပါတယ်အဲဒီတော့သူဟာပြိုင်ပွဲတိုက်အတွက်ဝိတ်ချတဲ့အခါမှာခန္ဓာကိုယ်ထဲကရေဓာတ်နဲ့အာဟာရဓာတ်တွေကိုအလုံးအမြင်ကုန်ခန်းအောင်လုပ်နေရတာပါဒီနေရာမှာအယူကြီးတာကဘာလဲဆိုတော့ဝိတ်ချတာအရင်များရင်အုံနှုတ်ကိုကာကွယ်ပေးတဲ့အရေးကြီးတွေပါနည်းသွားတတ်ပါတယ်တန်ရာရလွယ်တာအလဲထိုးခံရလွယ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ဒီဝိတ်တန်းမှာသူဆက်နေတာဟာသူ့ကျန်းမာရေးအတွက်တော်တော်လေးစိုးရိမ်စရာပါ။ဒုတိယတစ်ချက်က center of gravity ခန္ဓာကိုယ်တည်ငြိမ်မှုပါ။ကျွန်တော်တို့တတိထားကြည့်ရင်မြင်နိုင်ပါတယ်။နေဗေဒအရန်ရှည်ပြီးတုတ်ချောင်းလေးလိုဖြစ်နေတော့သူ့ရဲ့ခန္ဓာကိုယ်ဗဟုချက်ကတော်တော်လေးမြင့်ပါတယ်။ MMA လိုကစားနည်းမျိုးမှာသာဆိုရတော့ဒါဟာအားနည်းချက်တစ်ခုဖြစ်သွားနိုင်ပါတယ်။တူထပ်ပို့တဲ့သူတွေကသူ့ခြေထောက်ကိုဝင်ဖမ်းဖို့ဒါမှမဟုတ်လှဲချဖို့ထိတ်တောင်လုပ်ဖို့အရန်လွယ်ကူထွားစေတာပါအရက်ရှိတော့ခွင်ကားပို့ကျဲနေတာပေါ့ဗျာတကယ်လို့သူဟာဝေတန်းတစ်ခုခုတက်လိုက်မယ်ဆိုရင်တော့သူ့ထဝေစီးတဲ့သူတွေနဲ့ဆိုတော့ခန္ဓာရည်ပို့ရှိလာနိုင်ပါတယ်တတိယအချက်ကတော့စွမ်းအားနဲ့ခန္ဓာရည် power versus durability ပါအမှန်ပြောရရင်နဘီလ်မှာအရက်ရှိတဲ့အားသာချက်ကြောင့် reach လို့ခေါ်တဲ့လက်တန်ခြေတန်အားသာချက်အကြီးအကျယ်ရှိပါတယ်ဒါပေမဲ့သူ့မှာ one punch power လို့ခေါ်တဲ့တစ်ချက်တည်းနဲ့ပြုတ်သွားစေနိုင်တဲ့အင်အားမျိုးဒီဝေတန်းမှာမရှိသလောက်ပါပဲဘာလို့လဲဆိုတော့သူ့ချွတ်သားတွေကအရန်ပါလွာနေလို့ပါနောက်ပြီးတော့ခန္ဓာကိုယ်ကအရန်ပိတ်နေတော့ one bite ကိုထိုးတဲ့တန် body shots တွေကိုတောင့်ခံနိုင်စွမ်းလည်းနည်းသွားတတ်ပါတယ်လူအများစုမထီတာကအရက်ရှည်တိုင်းအားသာတာမဟုတ်ပါဘူးအသားပါလွားလို့ရင်တန်မခံနိုင်တာကပိုဆိုးပါတယ်စတုထအချက်ကတော့ speed မြန်နှုန်းနဲ့ reaction time ပါflight weight နဲ့ bantam weight ဆိုတာမွေထိုင်းမှာအမြန်ဆုံး weight တန်းနေပါဒီ weight တန်းကကစားသမားတွေကလျှက်စစ်လို့မြန်ကြတယ်နဘီလ်ကလက်တန်ရှည်ပေမဲ့သူ့ရဲ့လှူရှာမှုတွေကတခြားကစားသမားတွေလောက်မတွက်လှဘူးလို့ကျွန်တော်မြင်ပါတယ်အရက်ရှည်တဲ့သူတွေရဲ့တဘာဝအရခန္ဓာကိုယ်ကိုပြန်သိမ်းရတာပြန်လှည့်ရတာတွေကပူးတဲ့သူတွေထက်အချိန်ပိုပေးရပါတယ်အဲ့ဒီတော့သူ့ထက်အများကြီးပူးပြီးမြန်တဲ့သူတွေနဲ့တွေ့တဲ့အခါ counter အထိုးခံရဖို့အခွင့်အလမ်းပိုများနေတာပါနောက်ဆုံး5ချက်မြောက်ကတော့ career longevity ကစားသမားတက်တန်းပါဒီချက်တာအရေးကြီးဆုံးပဲသူဟာအခုအသက်ငယ်လေးလို့ဒါဒီဝေတန်းမှာ weight ချနိုင်နေတာပါအသက်25-26လောက်ရောက်လာလို့ခန္ဓာကိုယ်ကပိုပြီးဖွံ့ဖြိုးလာရင်ဒီ weight မှာကစားဖို့ဆိုတာမထင်နိုင်တော့ပါဘူးအဲ့ဒီအချိန်ကျမှ weight တန်းပြောင်းတာထက်အခုကလေးကသူ့ရဲ့အရက်အမောင်းနဲ့ကိုက်ညီတဲ့ weight တန်းဥပမာ featherweight ဒါမှမဟုတ် lightweight ကိုတက်ပြီးကြွက်သားတီဆောက်တာကသူ့ရဲ့ professional တက်တန်းကိုပိုးရှည်စေမှာပါနေကုန်းချုပ်အနေနဲ့ပြောရရင်တော့ Nabil Anand ကတကယ်ကိုပါရမီရှိတဲ့ကစားသမားပါသူ့ရဲ့နီးစနစ်တွေလည်းမဆိုးပါဘူးဒါပေမဲ့ကျွန်တော်မြင်တာကတော့သူဟာ weight bully လို့ခေါ်တဲ့အရက်အမောင်းအားသာချက်တစ်ခုတည်းကိုပဲယူပြီးဒီ weight တန်းမှာကစားနေတာဟာရေရှည်အတွက်မကောင်းဘူးလို့ထင်ပါတယ်သူသာ weight တန်းတစ်ခုကတ်လိုက်မယ်ဆိုရင်အခုထက်ပိုတောင်းတင်းပြီးပိုကြောက်စရာကောင်းတဲ့ fighter တရားဖြစ်လာမှာအသေးချပါပဲမိတ်ဆွေတို့ကဘယ်လိုထင်လဲဗျနဘီလ်ကဒီ weight တန်းမှာပဲဆက်ကစားတင်လားဒါမှမဟုတ် weight တန်းတက်တင်ပြီလား comment မှာဝင်ရောက်ဆွေးနွေးပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ် analysis တွေမှာပြန်တွေ့ကြမယ်ဗျာ